Ngay nhà thứ này bắt đầu bị mấy số dùng chỉ thà cái này alo má này kia để số nhá mấy số anh kêu nhà số ra ông đi cắt chim hộp bú lộ cho nó chơi mấy số dùng là thế đàn trong chỉ đôi thành mà đấy ông đi phim mình tao ở nó sang ngã mà lại nhất tầm tao ở ngã rồi nhau được thì đâu mấy số nhà gặp sắp bị phun chú này đi để số nhau sẽ số này bao nhiêu số cho nó có tiêu biểu là đi bắt trả là cái giá mà đấy chỗ lưu được mỗi nhà bạn nhà con trả đó chỗ cả tạm mà mẹ chỗ cả đó bây giờ mà nhà con làm bằng hộp bú ấy lúc giờ nhiều tiền này trả cái bung mà ba xe mà được xí ra phía này nè từ ngày trên đời xí ra đây phía này nè tiền nhẹ mình đã giúp xí ra đồng phía này mà đấy thầy mẹ mà nó kia tấm anh trong rồi ấy lúc hộp bảo các bạn cho em bạn Einstein hả những cái nhà gì ní cái lý do không cần kia bù bảo đấy tu xe rồi cả tu có nhà mà mình uống lòng thiên cái trả đấy Thomas Edison rồi trong thâu cần kia đấy tu xe cả tu có sát thêm bilo mấy cái lý do tâm mà kia Charles Darwin rồi này lúc chơi là của Tây Mông đó tu ha tan thêm mà thấy tan trong nó thì mà hộp kia bảo thầy mẹ thì ta mang cái để chỉ là đấy cả các bạn lúc mà béo lên bên này kia trả bảo đấy đa số phải béo lên rồi đấy tôi thì anh mấy bây giờ béo lên rồi là 다음으로 트로이의 사진 장면이 병나라라.ဟုတ်ပါဘူး။သူတို့ရဲ့လေ့ကျင့်နေပြောင်းလဲတော့တာပါ။လေ့ကျင့်နေပြောင်းလဲလာတဲ့အခါသူတို့ရဲ့အုံနောက်တွေပြောင်းလဲလာတယ်။အုံနောက်တွေပြောင်းလဲလာတဲ့အခါသူတို့ရဲ့ဉာဏ်ရည်ကမြင့်တက်လာတယ်။ဒီကနေ့မှာတော့တစ်အုံနောက်ရဲ့တိဆောက်ပုံကိုလုံးဝပြောင်းလဲပေးနိုင်တဲ့အလေ့ကျင့်တွေကိုကျွန်တော်ပြပြပေးတော့ပါမယ်။စစ်ကွန်အားပေးစကားတွေမဟုတ်ဘူး။မွေးရပါပါရမီရှင်တွေအကြောင်းမဟုတ်ပါဘူး။အလေ့ကျင့်တွေအကြောင်းတီးတတ်မှာပဲ။ကျွန်တော်ရဲ့ channel လေးကတင်အတွက်ကြိုးရှိစေမဲ့တကွေတိုးတက်မှုဆိုင်ရာဗဟုသုတဗီဒီယိုလေးတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့အတွက်မမေ့ပါနဲ့ဦးနော်။အလေးအကျင့်တစ်တိတ်ဆိတ်စွာတွေးတောခြင်းဒီကနေ့ခေတ်မှာကျွန်တော်တို့ဟာပြင်ပကသတင်းချက်လက်တွေကိုလက်ခံရယူဖို့အရန်ဆွဲလန်းနေကြတယ်။ Facebook သုံးမယ်။ TikTok ပို့မယ်။ Podcast တွေနားထောင်မယ်။သတင်းချက်လက်တွေများများရလေပုံညံကောင်းနေလို့ကျွန်တော်တို့တွေထင်နေကြတယ်။ဒါပေမဲ့အုံနောက်နဲ့အာရုံကြောသိပ္ပံပညာကတော့ပြောင်းပြန်ပြောပြနေပါတယ်။တင်းရဲ့အုံနောက်ကိုဘာသတင်းချက်လက်အသက်တစ်ခုမှမပြီးပဲသူ့ဘာသာတီးတန့်တွေးတောခိုင်းတဲ့အခါမှာအုံနောက်ကပို့ပြီးဆွမ်းအားကြီးလာတာပါ။အိုင်စတိုင်းကတင်ချာညီမချင်းတွေကိုထိုင်တွက်နေုံတက်တက်ပဲမဟုတ်ပါဘူး။သူကစိတ်ကိုရင်ခဲ့တာပါ။သူဟာယူဇနာမန်နဲ့မိခွန်းတွေကိုသူ့ကိုယ်သူမေးခဲ့ပါတယ်။ငါကအလေးနန်းတစ်ခုကိုလိုက်ဖိုင်းရင်ဘယ်လိုဖြစ်သွားမလဲ။ဆွေးငင်အားကအာကာသကြီးကိုကိုညွတ်သွားစေရင်ကောစားရမိခွန်းတွေပေါ့။သူဟာနိုင်ရီပေါင်းများစွာတယောက်တိုင်းလျှောက်တယ်။ဖုန်းမရှိဘူး။စူညံနေမရှိဘူး။စိတ်ကိုယုံမှုတက်တက်ပဲ။ပထမတော့တိတ်ဆိတ်မှုဆိုတာပြင်းစရာကြီးပါ။ပြီးတော့နေရခက်လာတယ်။ဒါပေမဲ့အဲ့ဒီအချိန်တွေမှာဆက်နေကြည့်လိုက်ပါ။အကြံဉာဏ်တွေထပ်ပေါ်လာတာကိုတွေ့ရလိမ့်မယ်။အဲ့ဒီနေရခက်တဲ့တိတ်ဆိတ်မှုဟာတင်းအုံနောက်ပိုတန်ဆွမ်းလာနေတဲ့အချိန်ပဲဖြစ်ပါတယ်။လက်တွေ့လေးကျတဲ့အနေနဲ့တင်းရဲ့ဖုန်းမပါပဲမိနစ်20လောက်လျှောက်ကြည့်ပါ။တခြင်းတွေလည်းမဖွင့်ပါနဲ့။ဖုန်းလည်းမပုတ်ပါနဲ့။ဒီတိုင်းတွေးယုံပဲတွေးပါ။စဉ်းစားပါ။အလေးအကျင့်နဲ့ပြဿနာတစ်ခုအတွက်အကူအညီမရယူပဲအရင်ဆုံးကိုယ်တိုင်အဖြေရှာပါကျွန်တော်တို့က Google ခစ်ကြီးမှနေကြတာပါတခုခုမသိဘူးလား Google မှာရှာလိုက်တခုခုနားမလည်ဘူးလား ChatGPT ဒါမှမဟုတ် AI ကိုမေးလိုက်ပြဿနာတစ်ခုခုရှိတာအမြဲဆုံးအဖြေကိုရရှာလိုက်စသဖြင့်ပေါ့ဒါပေမဲ့ဉာဏ်ရည်ဆိုတာကတက်တောင့်တရှိတဲ့နေရာမှာမကြီးထွားပါဘူးရုံကံမှုတွေထဲမှာပဲကြီးထွားလာတာပါတင်ကြိုးစားကြည့်ရယ်ကြာရှုံးသွားတယ်ပြန်တွေးတယ်ပြင်ဆင်တယ်ပြန်ကြိုးစားတယ်ပြဿနာတစ်ခုကိုမဖြေရှင်းနိုင်လို့တင်ခံစားရတဲ့အဲ့ဒီစိတ်ပီးစီးမှုကတင်ညံတုံးနေလို့မဟုတ်ပါဘူးတင်အောင်တော့ကခွန်အားတီဆောက်နေလို့ပါနာမည်ကျော်ဘန်ဂျမင်ဖရန်ကလင်ဟာသူ့ရဲ့အုံနောက်ကိုအင်းထားလှုပ်ပေးတတ်ဖို့သူ့ကိုယ်သူလက်ကျင့်ခဲ့တယ်သူဟာစာတပုတ်ကိုဖတ်တယ်ပြီးရင်အဲ့စာအုပ်ကိုပိတ်လိုက်ပြီးဖတ်မိတော့ချရေးတယ်သူကိုယ်တိုင်စူးစမ်းရေးပြီးမှပဲစာအုပ်ကိုပြန်တိုက်စစ်တယ်သူ့ရဲ့အုံနောက်ကိုအလုပ်လုပ်ဖို့သူဟာတင်းကျပ်ခိုင်းစေခဲ့တာပါနောက်တစ်ခါတင်တကူကိုနားမလည်တဲ့အခါမှာအင်တာနက်ပေါ်မှာGoogle ပေါ်မှာချက်ချင်းအဖြေမရရှာလိုက်ပါနဲ့ပြဿနာနဲ့အတူအချိန်ခဏနေကြည့်ပါတင်းရဲ့အုံနောက်ကိုလှုပ်ပေးပြီးဒေတာစဉ်းစားတွေးတောကြည့်ပါတင်းရဲ့အနာဂတ်ဉာဏ်တွေဟာအဲ့ဒီစက္ကန့်ပိုင်းလေးပုံမှာပဲမူတည်နေပါတယ်အလေးကျင့်သုံးတွေးတောစဉ်းစားဖို့အတွက်စာရေးပါလူတော်များများကမှတ်မိအောင်ပဲစာရေးကြတယ်ဉာဏ်ကောင်းတဲ့လူတွေကတော့နားလည်အောင်စာရေးကြပါတယ်ကမ္ဘာကျော်ပညာရှင်ကြီးလီယိုနာဒိုဒါဗင်ချီဟာသူ့ရဲ့စာအုပ်တွေမှာဆိုရင်မိခွန်းတွေပုံချမ်းတွေမပြည့်ပြတ်တဲ့အကြံဉာဏ်တွေနဲ့ပြည့်နေနေတာပဲသူ့ရဲ့မဆုစာအုပ်တွေကရှုပ်ပွားနေခဲ့ဒါပေမဲ့သူ့အုံနောက်ကတော့အလွန်ထက်မြက်ခဲ့တယ်တင်စာရေးချလိုက်တဲ့အခါမှာတင်းရဲ့တွေးခေါ်မှုကနှေးကွေးသွားတယ်ကိုယ်ပဲနေရာမှာရှုပ်ထွေးနေလဲဆိုတာမြင်လာတယ်ကိုယ့်ရဲ့ဆင်ခြင်တုံတရားဘယ်နေရာမှာအားနည်းနေလဲမြင်လာတယ်ကိုယ့်ရဲ့မပြည့်ပြတ်တဲ့အကြံဉာဏ်တွေကိုမြင်လာရတယ်စာရေးခြင်းကရှင်းလင်းပြတ်သားမှုကိုဖြစ်စေပါတယ်
လက်တွေ့လေးကျင့်တဲ့အနေနဲ့စဉ်းစားတွေးခေါ်မှုဆိုင်ရာမှတ်စုစာအုပ်တော့ကိုစတင်ရေးပါဒီနေ့ငါဘာတွေလုပ်ခဲ့လဲဆိုတဲ့တရားရည်မျိုးမဟုတ်ဘူးဒါပေမဲ့ငါတကယ်နားလည်ထားတာဘာတွေလဲငါကိုဘာတွေကရှုပ်ထွေးစေနေတယ်ရလဲငါရဲ့ဘေးချင်ညံကမပြည့်စုံသေးဘူးလဲစသဖြင့်အဲ့ဒီလိုချရေးပါညံရည်ဆိုတာကိုတွေးခေါ်မှုကိုကိုယ်တိုင်ပြည့်စစ်စေတဲ့နေရာမှာကြီးထွားလာတာပါအလေးချင်းလေးကွဲပြားတဲ့ဌာနတွေကိုချိတ်ဆက်ပါမြင့်မားတဲ့ညံရည်ဆိုတာအချက်လက်တွေအများကြီးတည်နေတာကိုပြောတာမဟုတ်ပါဘူးအကြံဉာဏ်တွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်တတ်တာကိုခေါ်တာပါယူပဗေဒကအကြောင်းနဲ့အကျိုးကိုသင်ပေးတယ်ဇီဝဗေဒကဘယ်လိုရှင်တန်နေထိုင်ရမလဲဆိုတာကိုသင်ပေးတယ်စိတ်ပညာကလူတွေရဲ့အမှုကျင့်တွေအကြောင်းကိုသင်ပေးတယ်ဘောဂဗေဒကအကျိုးစီးပွားတွေအကြောင်းကိုသင်ပေးပါတယ်တင်ဟာနယ်ပယ်ပေါင်းစုံကိုလေ့လာတဲ့အခါတင်ရဲ့အုံနောက်ကလိုက်လျောညီထွေဖြစ်ပြီးပြုတ်ပြောင်းလာတယ်ပြုတ်ပြောင်းလာတဲ့တွေးခေါ်မှုဟာဆွမ်းအားကြီးတဲ့တွေးခေါ်မှုပါပဲဒါကြောင့်ပဲကမ္ဘာအထူးချွန်ဆုံးပညာရှင်တွေဟာဗလာရတစ်ခုတည်းကိုပဲကျွမ်းကျင်သူတွေမဟုတ်ခဲ့ကြတာပါသူတို့ကပညာရဲ့ပေါင်းစုံကိုစူးစမ်းရှာဖွေသူတွေဖြစ်ခဲ့ကြပါတယ်လက်တွေ့လေ့ကျင့်တဲ့အနေနဲ့အပတ်တိုင်းတင်အလုံးနဲ့မသက်ဆိုင်တဲ့အကြောင်းအရာတစ်ခုခုကိုလေ့လာကြည့်ပါအဲ့ဒီသဘောတရားကိုနားလည်အောင်စူးစမ်းကြည့်ပါတင်ရဲ့အုံနောက်ကမတူညီတဲ့ကဏ္ဍတွေကိုချိတ်ဆက်ရတာကိုအလွန်သဘောကျပါတယ်အလေးချင်းကမှတ်ဉာဏ်ကိုလေ့ကျင့်ပါမှတ်ဉာဏ်ဆိုတာပြင်းစရာကောင်းတဲ့အရာမဟုတ်ပါဘူးမှတ်ဉာဏ်ဆိုတာစွမ်းအားပါပါရမီရှင်နီကိုလတ်တက်ဆလာဆိုရင်ဆက်ပစ္စည်းအကြီးကြီးတွေကိုအပြင်မှာမတိဆောက်ခင်မှာသူ့ရဲ့ခေါင်းထဲမှာပဲပုံဖော်ပြီးအစမ်းမောင်းကြည့်နိုင်စွမ်းတော်ရှိပါတယ်မှတ်ဉာဏ်ကစဉ်းစားတွေးခေါ်နိုင်စွမ်းကိုခိုင်မာစေပါတယ်တင်မှတ်ဉာဏ်ပိုထက်မြက်လေတင်ရဲ့တွေးခေါ်မှုပုံမြန်ဆန်လေပါပဲမှတ်စုစာအုပ်တွေကိုပြန်မဖတ်ခင်မှာခိုးပေါ်တာကိုအရင်ပြန်စဉ်းစားကြည့်ပါတင်လေ့လာထားတာတွေကိုတခြားတယောက်ကိုပြန်တင်ပေးပါစာအုပ်မကြည့်ပဲရှင်းပြကြည့်ပါမှတ်ဉာဏ်ဆိုတာငွေရပါလက်ဆောင်မဟုတ်ပါဘူးလေ့ကျင့်မှုတက်ပါပဲအလေးချင်း6တင်အုံနောက်ကိုကောက်ခဲ့ပါဒါကအရန်ရေးကြည့်ပါတယ်ဉာဏ်ရည်ဆိုတာတင့်စိတ်တွေကိုယ်တွေပြမနှဲနေချိန်မှာကြီးထွားမလာပါဘူးအနာယူအောင်းမွေးတဲ့အချိန်မှာပဲကြီးထွားလာတာပါချားစတာဝင်ဟာတနေ့ကို4-5နာရီလောက်ပဲအာယုံဆိုင်လုပ်ခဲ့တယ်ကျန်တဲ့ချိန်တွေလားလမ်းလျှောက်တယ်အနာယူတယ်ပြန်လေတုံးတက်တွေးတော့တယ်အေးရမောအချင်းကအာယုံစူးစိုက်မှုကိုဖျက်ဆီးပစ်တယ်စိတ်ဖိစီးမှုကတွေးခေါ်မှုကိုထိခိုက်စေတယ်ဖုန်းကိုအဆက်မပြတ်ပုတ်နေတာကအာယုံစိုက်နေစွမ်းကိုအားနည်းစေပါတယ်တင်အောင်တော့ဟာအနာယူချိန်မှာမှအစိမ့်မြင့်တင်မှုတွေလုပ်နိုင်တာပါလက်တွေ့လေ့ကျင့်တဲ့အနေနဲ့အေးအေးဝဝအိပ်ပါခန္ဓာကိုယ်ကိုလှုပ်ရှားပေးပါနေရောင်ကြီးခံပါပြင်းခွင့်ပေးလိုက်ပါပြင်းနေဆိုတာပြင်းလေးတွေ့တာကိုပြောတာမဟုတ်ပါဘူးစိတ်ပိုင်းဆိုင်ရာပြန်လဲအားမွေးနေတာပါညီကုန်းချုပ်အနေနဲ့တေချာအယုံစိုက်ပြီးနားထောင်ပါ IQ ညရင်မြင့်နေဆိုတာဖြတ်လန်းနှီးနေနဲ့မြင့်တယ်လို့မရပါဘူးလေ့ကျင့်တဲ့ကနေစင်ပဲမြင့်တက်လာတာပါတမိုင်းတစ်လျှောက်အထက်မြတ်ဆုံးလူတွေကညရင်ညံတွေကိုလိုက်ရှာနေခဲ့ကြတာမဟုတ်ပါဘူးသူတို့ကညရင်ကိုကြီးထွားလာစေပဲနေ့စဉ်လေ့ကျင့်တွေကိုတိစောက်ခဲ့ကြတာပါအရင်ကတင့်ကိုဘယ်သူမှဒါမျိုးပြပြခဲ့ဘူးချင်မှပြပြဖူးလိမ့်မယ်ဒါပေမဲ့တင့်အောင်နောက်ကပုံသေးမဟုတ်ပါဘူးသူကအသက်ရှင်နေတယ်ပြောင်းလဲမှုတွေနဲ့အဝင်ခွင့်ကြဖြစ်အောင်နေတတ်တယ်ပိုတန်ဆောင်းလာတယ်ပိုကြီးထွားလာနိုင်တယ်မေးရမယ့်မေးခွန်းကငါညံကောင်းရဲ့လားဆိုတာမဟုတ်ပါဘူးငါကိုပိုညံကောင်းလာစေမဲ့လေ့ကျင့်တွေကိုငါတိစောက်နေခဲ့ရဲ့လားဆိုတာပါပဲဒီဗီဒီယိုလေးကတင်းရဲ့အမြင်ကိုပြောင်းလဲသွားစေဆိုရင်ညံကောင်းတယ်ညံမကောင်းဘူးဆိုတာမွေးရပါပဲပြောင်းလဲလို့မရဘူးလို့ယုံကြည်နေတဲ့လူတယောက်စီကိုဒီဗီဒီယိုလေးမျှဝေပေးလိုက်ပါပြီးတော့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ